အဲ့ဒါကုသိုလ်ကိုပြုလို့ရှိရင်သူခေါ်ဝိရတဲ့တည်တယ်လောလောဆယ်ကိုပဲချမ်းသာပဲဘလို့ချမ်းသာမှာတော့ဆိုတော့အဝိကာတော်တဲ့ကိုရောစိတ်ရောပင်ပန်းမှုမရှိဘဲနဲ့နော်အလွန်သက်သာမှုနဲ့ချမ်းသာပဲနော်စိတ်လည်းသက်သာပဲကိုယ်လည်းသက်သာပဲဟုတ်လားပြီးတော့ဦးဇင်းတို့အနုပါယတော်တဲ့စိတ်တွေကိုယ်တွေဘာမှပင်ပန်းတာမရှိဘူးနော်အပရိလာဟောတဲ့စိတ်တွေကိုယ်တွေပူလောင်မှုဆိုတာလည်းမရှိဘူးပူလောင်မှုမရှိဘူးဆိုတော့အေးချမ်းတယ်ပေါ့ဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတာကချမ်းသာတယ်ဘလို့ချမ်းသာလဲကိုယ်ရောစိတ်ရောချမ်းသာတယ်ကိုယ်ရောစိတ်ရောမပင်ပန်းမှုတက်တာတဲ့သဘောရှိတယ်ကိုယ်ရောစိတ်ရောမပူလောင်မှုအေးချမ်းတဲ့သဘောရှိတယ်ဒီနေရာမှာပြီးတဲ့ဘောင်းသူတော်ကောင်းတို့ကုသိုလ်ဆိုတာလူတန်းပေးကမ်းနေမှာကုသိုလ်လို့အဲ့လောက်လေးနားလည်ထားလို့တော့ဖြစ်မှာမဟုတ်ဘူးနော်အဲ့ဒီကုသိုလ်ဆိုတာကသူ့တဲ့အစင်းမြင့်တဲ့ကုသိုလ်တွေအများကြီးရှိမနေဘူးလားရှိတယ်နော်ဒါနကုသိုလ်တဲ့အစင်းမြင့်တဲ့စောင့်ကြည့်ခြင်းဆိုတဲ့သီလကုသိုလ်ရှိတယ်နော်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခြင်းဆိုတဲ့တမာရီကုသိုလ်ရှိတယ်ကျုပ်တဲ့နန္တတို့ရဲ့သဘာဝတရားတို့ရဲ့ခန္ဓာရဲ့လောကရဲ့သဘာဝကိုအမှန်တိုင်းသိတဲ့မြင်တဲ့နားလေတဲ့ပညာဆိုတဲ့ကုသိုလ်လည်းရှိတယ်ကုသိုလ်ဆိုလို့ရှိရင်အကျဉ်းများဖြင့်အဲ့လို၄မျိုးလောက်တော့သိရမှာပေါ့နော်ဒါနရှိတယ်သီလရှိတယ်တမာရီရှိတယ်ပညာရှိတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာသူ့အတိုင်းတာနဲ့သူပေါ့တတ္တဝါကိုအလွန်မှချမ်းသာစေတယ်ဘလို့ချမ်းသာစေတယ်ကိုရောစိတ်ရောချမ်းသာစေတယ်ကိုရောစိတ်ရောသက်သာစေတယ်ကိုရောစိတ်ရောအေးချမ်းစေတယ်နော်ဒါတွေမကဘူးတဲ့ကာယတ္တဘေရာပရံပရဏသုကတိပါတိကင်္ခခန္ဓာကိုယ်ကြီးကအနေကြားလာလို့ရှိရင်တဘာဝတရားအလျောက်အချိန်တန်တော့ပျက်စီးရမယ်ပေါ့သေရမယ်ပေါ့အဲ့လိုပျက်စီးပြီဆိုတဲ့အခါကာလမျိုးမှာလည်းပဲအလွန်ချမ်းသာတဲ့ကောင်းမြတ်တဲ့ဘဝတစ်ခုကိုရတဲ့အကြောင်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်ချမ်းချမ်းသာသာနေရလိမ့်မယ်ချမ်းသာတဲ့ဘဝကိုရမယ်ဒါဥစဉ်တို့ကုသိုလ်ရဲ့အစွမ်းတတ္တိအကျဉ်းချုပ်အဲ့လိုနားလေရမယ်အခုလဲချမ်းသာတယ်နောင်လဲချမ်းသာလိမ့်မယ်